Alice ပါ Alice ဒီနေ့ငါပြောထုတ်ပေါ့နော်စားပြအောင်ကိုယ်တိုင်ထုတ်ထားပေါ့နော်အဲ့လိုကိုယ်တိုင်လုပ်ထားမှာပါကိုယ်တိုင်ထုတ်ထားရဟာဝယ်ရလာအလောက်ကတီလေးရလောက်ကပေးရလားတော့မသိပါဘူးခဏလေးနော်ပြန်လာပါပြီတီလေးပြောတာတော့တော်တော်ချိုတယ်ပေါ့နော်တော်တော်ချိုတယ်လို့တော့ပြောပါတယ်ညက်တဲ့အပိုင်းမှာတော်တော်ကြီးကြာသွားလို့ခဏနေထားရပေါ့နော်တော်တော်ကြီးနေထားပါတယ်ဘာလို့လဲဆိုတော့ခဏတော်တော်ကြာဘာလို့လဲမတခြားပြကြလာတယ်တီလေးကိုတီလာလို့ဘူးတခြားပြကြလာလို့ကြီးကြလိုက်အောင်ကွာဖြစ်လို့ချိုလို့လူကချုံတယ်ဘူးလို့စားကြလိုက်တော့ရတာပြီနော်စားကြလိုက်ပါတာကမှာကိုယ်စားမှတက်တယ်စားပါတယ်တူတူကခဏလေးစားပါနော်ခမပေါ့နော်စားပြမယ်သူစားတော့ကောင်းတယ်လို့တော့ပြောတာပဲလူတော်တော်များများမင်းလည်းကြိုက်မင်းတော့ပြတယ်Alice လည်းကြိုက် Alice စားကြည့်တော်တော်စားကောင်းတယ်သူကကိုယ်တိုင်ထုတ်တာပြောမယ်အကြောင်းလေးကတော်တော်မျိုးလေးပဲမျိုးရညောဘက်တော်တော်သွားတယ်အရင်ချို့တယ်တော်စားကောင်းရမတလုံးလုံးကျွေးမလို့အကြီးပဲဆိုတစ်ချမ်းနဲ့ကျွေးပါတယ်ကျေးဇူးဘာလို့ reply ပို့ဖြေပေးမယ်ကြိုဖြေထားမယ်စားကောင်းလို့မေးစားကောင်းတဲ့ကျေးဇူးစားကောင်းလို့မေးစားကောင်းတဲ့ကျေးဇူးတတပါ